ဟုတ်အားလုံးပဲမင်္ဂလာပါဒါလေးက TT9205A ဆိုတဲ့ကျွန်တော်တို့ digital multimeter လေးเนาะဒီကောင်မှာတော့9 volt ဘက်ထရီအသုံးပြုရတယ်9 volt ဘက်ထရီတော့မပါလာဘူးပေါ့เนาะ9 volt ဘက်ထရီကိုယ့်ဘက်ကိုထည့်ပြီးတော့အသုံးပြုရမယ်เนาะနောက်မှာတောက်လေးပါတယ်အဲ့တော့ကျွန်တော်တောက်လေးနဲ့ထောက်ပြီးတော့ပြပေးမယ်ဒီကောင်ကအတန်စကေးတိုင်းတာဒီကောင်တွေကတော့အုံစကေးတိုင်းတာဒီ AFP ကကြတော့ဒီမှာကျွန်တော်တို့ transistor တွေတိုင်းတာပေါ့เนาะ ECP ဒါတွေကိုတိုင်းတာနောက်ဒီကောင်ကအောက်ကကျွန်တော်တို့ DC ကားနဲ့ DC ဖို့တိုင်းတာပေါ့နော်ဒါဒီဘက်က AC ဖို့တိုင်းတာလှိုင်းလေးနဲ့ဆိုရင် AC ဒီလိုမျိုးဒဲတွေတွားတာလို့ဒါ DC လို့ခေါ်တယ်နောက်ဒီကောင်ကဒီမှာ ampere AC ampere တိုင်းတာ AC ampere 20 ampere လေးရမယ်နောက်အပေါ်ကကျွန်တော် DC ampere တိုင်းတာ DC ampere 20 AD ရမယ်အပေါ်ကတော့ဒီကောင်ကကျွန်တော်တို့ capacitor တွေတိုင်းတာပေါ့နော် capacitor တွေတိုင်းတာနော်ဒါလေးပါပဲနော်ဒါကတော့သူ့မှာပါတယ် product လေးနော်ဈေးနှုန်းလေးက2600မှာနောက်ဒီကောင်ကအခုကျွန်တော်တို့လွယ်မှတ်ရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ AC နဲ့ DC ကိုသူကကာလာလေးနဲ့ခွဲပေးထားတယ် AC ဆိုရင်အဖြူအောင်လေးပေါ့နော် DC ဆိုရင်ကျွန်တော်တို့ဒီလိမ္မော်အောင်လေးပေါ့နော်အဲ့တော့ဒါမဲ့ကျွန်တော်ဒီတင်ဂီတာတွေကိုဖတ်တာတော့ပို့ပြီးတော့ကျင်းသေးတာပေါ့နော်တော့ထားမယ်ဆိုရင် product ကကျွန်တော်တို့အမဲအောင်ကကျွန်တော်တို့ဒီကွန်မှာထားနော်ကွန်မှာထားရမယ်ကွန်မှာထားရမယ်ကျွန်တော်တို့အနီအောင်ကကျွန်တော်တို့ဒီမှာဘိုးတွေအုံးတွေတိုင်းမယ်ဆိုရင်ဒီမှာထားရမယ်နော်တကယ်လို့ကျွန်တော်တို့မီလီအမ်ပီယာမီလီအမ်ပီယာတိုင်းမယ်ဆိုတော့ဒီမှာထားရမယ်ဒီကောင်ဟိုပါဗောနော်အမ်ပီယာနောက်တကယ်လို့အမ်ပီယာ1အမ်ပီယာတဲ့ကျော်သွားမယ်20အမ်ပီယာအောက်ဆိုရင်ဒီမှာထားတိုင်းရမယ်နော်တကယ်လို့ဒီကောင်ကထားတာမှားပြီးတော့ကျွန်တော်တို့သွားတိုင်းလိုက်ရင်မီတာပြတ်နိုင်တယ်နော်ဟုတ်အားလုံးပဲနောက်တစ်ခုကဒီ AFE ကဘာလဲဆိုတော့ကျွန်တော် transistor တွေတိုင်းတာပေါ့နော် ECBE ဆိုတော့ emitter collector base ပေါ့နော် emitter အဲကောင်လေးတွေကိုတိုင်းတဲ့ဟာလေးပေါ့နော် AFE ဆိုတာဟုတ်အဲ့တော့ဒါလေးဆိုရင်ဈေးနှုန်း2600ပဲရှိတယ်နော် function လည်းတော်တော်စုံတယ်သုံးလို့အဆင်ပြေမယ်နောက်site လည်းကြီးမယ်ပေါ့နော်ဟုတ်အဲ့ဒါဆိုရင်အားလုံးပဲကျေးဇူးပါဗျ